ဆန်နစ်စတိုင်မအိမ်မနေဆောက်ခဲ့ပြီးအောင်မြင်ဂိမ်းတစ်ခုကိုအောင်မြင်ခဲ့တယ်။ဂိမ်းထဲမှာမင်းကတကဘာလုံးဆိုင်ရာအဆင့်တစ်ဖြစ်ပြီးကျင့်စဉ်က7နှစ်ရဲ့အမြင့်ဆုံးအဆင့်ကိုရောက်ရှိနေပြီးလူပေါင်းများစွာရဲ့အထက်မှာဘယ်သူမှမရှင်းနိုင်တဲ့တည်ရှိမှုမျိုးပေါ့။အမျိုးမျိုးသောနတ်ဗျာလက်နက်တွေနဲ့ပစ္စည်းကိရိယာတွေအားလုံးနဲ့စုံလည်နေတာပဲ။ဒါပေမဲ့ဒါတွေအားလုံးကဂိမ်းတစ်ခုသာဖြစ်ခဲ့ပါတယ်။အခုဂိမ်းထဲမှာစာတန်းတစ်ခုပေါ်လာတဲ့ဂိမ်းပိတ်ဖို့7မိနစ်ပဲကျန်တော့တယ်။နောက်ဆုံးအချိန်လေးတွေကိုပျော်ပျော်ရွှင်ရွှင်ဖတ်တန်းလိုက်ပါအောင်။10နှစ်ကြာဆောက်ခဲ့တဲ့ဂိမ်းကနောက်ဆုံးတော့ပြီးဆုံးတော့မယ်။ဒီ10နှစ်အသင်းမှာဂိမ်းထက်ကမိတ်ဆွေတွေတယောက်ပြီးတယောက်ဂိမ်းထက်ကထွက်သွားတာကိုမင်းမြင်ထည့်ရတယ်။အခုတော့ဒီဂိမ်းလုံးမှာမင်းတယောက်တည်းပဲကျန်တော့တယ်ဟာလာဟင်းလင်းချီနေတဲ့ဂိမ်းမြင်ကွင်းကိုကြည့်ပြီးအထီးချန်တဲ့ခန်းစားချက်ကရင်ထဲမှာတိုးဝေလာတယ်။မကြခင်မှာပဲနောက်ဆုံး10မိနစ်ကိုရောက်လာခဲ့ပြီးမင်းကမ္ဘာချန်တဲ့ကိုနှိပ်လိုက်တယ်။နှုတ်ဆက်ပါတယ်ချင်းချင်းပေါ်မင်းကငါဆောက်ဖူးသမျှအကောင်းဆုံးဂိမ်းပဲအားလုံးကိုနှုတ်ဆက်ပါတယ်။ကန်ရှိရင်ပြန်ဆောင်ကြတာပေါ့။အဲဒီနောက်အဆောင်လေးဖော်လောထောင်းတဲ့အကျူထမင်းစားဖို့ထပ်ခဲ့တယ်။မင်းထွက်သွားပြီးနောက်မှာဂိမ်းမျက်နှာပြင်မှာစာတန်းတစ်ခုထပ်ပေါ်လာတယ်။ဂိမ်းကိုပိတ်လိုက်ပြီးနာရွက်တဲ့ကြာမှာဂိမ်းကလက်တွေ့လောကထဲကိုရောက်လာလိမ့်မယ်။ထမင်းစားပြီးတဲ့နောက်မင်းနဲ့လောထောင်းကအဆောင်ကိုပြန်လာခဲ့ကြတယ်။ရွတ်တရက်အပြင်ဘက်မှာမိုးချင်းတန်တွေတကြုံကြုံကြားလိုက်ရတယ်။ဟာဒါကဘာပြတ်တော့မှာလား။ဒါပေမဲ့အဲ့ဒီချိန်မှာမင်းရဲ့ဦးနောက်ထဲမှာအတန်းတစ်ခုထပ်ပေါ်လာတယ်华西给进展进步话个，是干超市的家嘛，来对皮拉到没？老汤哥招揽的家呢，把我进过几年的，没来家来拿咯，明个老汤哥按到的几几笔没来的，俺来家来的，怕跟个来对皮拉嘛嘞，进展进步话数啦，怕跟嘞，明吃起没得报道嘞，大明生的蛋蛋烧开的给么好啦，第跟个来对皮拉到嘛啦，跟天个呀阿龙个来对老家天个要拉到嘛啦，အဲ့ဒီအချိန်မှာပဲအတန်ကလူတိုင်းရဲ့ဦးနောက်ထဲမှာထပ်ပြီးမိဟဲလာတယ်။စက္ကန့်60အကုန်ဆုံးသွားပြီးလက်တွေ့ဖြစ်လာခြင်းစတင်ပြီးပထမဆုံးအဆင့်ကျင့်စဉ်တွေလက်တွေ့ဖြစ်လာပြီးခဏချင်းမှာပဲကောင်းကင်ကြီးကပြောင်းလဲသွားတယ်။ရွှေရောင်အလင်းတန်းတွေကောင်းကင်ကနေချဆင်းလာတယ်မင်းရဲ့တကူလုံးကိုရွှေရောင်အလင်းတန်းတွေကလွှမ်းခြုံထားတယ်။အမြင့်ဆုံးအဆင့်ကျင့်စဉ်တွေလက်တွေ့ဖြစ်လာတာပြီးဆုံးသွားပြီ။ကျင်းချင်းမင်းရဲ့အင်အားကိုတတိထားပြီးထုံးပါ။တစ်ချိန်တည်းမှာပဲဂိမ်းစကောင်ရဲ့7မြစ်တာအတွေ့အကြုံတွေအားလုံးကမင်းရဲ့ဦးနောက်ထဲကိုစီးဝင်လာတယ်။မင်းကိုယ်တိုင်တကယ်ကြုံတွေ့ခဲ့ရတယ်လို့မျိုးပဲ။ခဏလေးအတွင်းမှာပဲမင်းရဲ့ကျင့်စဉ်တွေကိုမင်းထိန်းချုပ်နိုင်သွားပြီ။မင်းမဘလောက်အထိအစွမ်းထက်တဲ့ခွန်အားတွေရှိနေလဲဆိုတာကိုလည်းနားလဲသွားတယ်။ဟာမင်းမင်းကြည့်လိုက်အောင်တော့လော်ထောင်းကရွတ်ရအော်ပြောလိုက်တယ်။မင်းသူ့ကိုလှမ်းကြည့်လိုက်တဲ့အခါလော်ထောင်းကလက်တစ်ဖက်တည်းနဲ့အလီတုံးကိုအမုံဖြစ်အောင်ခြေပေးလိုက်တာကိုတွေ့လိုက်ရတယ်။ငါကကိုခန္ဓာကျင့်ကြံခြင်းတတ်မှအဆင်ပဲရှိတီတောင်ဒီလောက်တတ်မှနေပြီလား။အခြေခံတိဆောက်ခြင်းနဲ့ရွှေအမျိုးတွေအဆင့်တွေဆိုရင်ပိုပြီးတော့မတတ်မှပြီဘူးလား။လော်ထောင်းရဲ့စကားကိုကြောက်တော့မင်းအနေငယ်ရဲ့ချင်းသွားတယ်။ဘာလို့လဲဆိုတော့ကိုခန္ဓာကျင့်ကြံခြင်းဆိုတာအနည်းဆုံးအဆင့်တစ်ခုပဲဖြစ်လို့ပါ။ကျင့်ကြံခြင်းလောက်ကတည်းကစတင်ဝင်ရောက်တဲ့အဆင့်လို့ပဲပြောလို့ရတယ်။အခြေခံတိဆောက်ခြင်းအဆင့်ရောက်မှဒါတကယ်ကိုပြောင်းလဲသွားတာဖြစ်ပြီးရွှေအမျိုးတွေအဆင့်အောက်ကလူတွေဟာတာမန်လူတွေပဲဖြစ်တယ်။ဒါပေမဲ့မင်းရဲ့စိတ်ထဲမှာတော့စိုးရင်ပူပန်မှုတွေဖြစ်လာတယ်။အခုဆိုရင်လူတိုင်းကထူးခြားတဲ့အင်အားတွေကိုရရှိထားကြပြီးကဘာကြီးကတော့အကြီးအကျယ်ပြောင်းလဲသွားတော့မှာပဲ။အဲ့ဒီအချိန်မှာကျောင်းရဲ့အတန်ချဲစကားနေရုတ်တရက်အတန်းထွက်ပေါ်လာတယ်။ငါကကျောင်းအုပ်ကြီးချီချမ်းပါအခုဆရာမတွေနဲ့ကျောင်းသားတွေအားလုံးကွင်းထဲမှာစုဝေးကြပါလို့ပြောလာတယ်။တွားကြဆိုတွားကြည့်ရအောင်လို့မင်းကလော်တောင်းကိုပြောလိုက်တယ်။မကြခင်မှာပဲကျောင်းသားအားလုံးကွင်းထဲကိုရောက်လာကြတယ်။ကျောင်းအုပ်ကြီးကမိုက်ခရိုဖုန်းကိုကင်ပြီးပြောလိုက်တယ်။အချို့သောကျောင်းသားတွေဟာထူးခြားတဲ့အင်အားတွေကိုရရှိထားပြီဆိုတာကိုငါယုံကြည်တယ်။ဒါပေမဲ့အဲ့ဒီကြောက်စရာကောင်းတဲ့အင်အားတွေကိုစိတ်ထင်တိုင်းမတုံးကြဖို့ငါတောင်းဆိုချင်တယ်။ပြီးတော့ကိုယ့်ရဲ့ကျင့်စဉ်အဆင့်ကိုလည်းမှန်မှန်ကန်ကန်တင်ပြပေးကြပါ။ငါတို့စရင်စရာတွေလုပ်ဖို့လိုအပ်တယ်လို့ပြောလိုက်တယ်။မကြခင်မှာပဲချင်းတူတဲ့ခက်တို့ကဆရာမတွေနဲ့ကျောင်းသားတွေအားလုံးစရင်တင်ပြတာပြီးဆုံးသွားတယ်။ရရှိလာတဲ့ရလဒ်တွေအရာကျောင်းတာဝန်ရှိသူတွေအားလုံးအံ့အားသင့်သွားကြတယ်။ကျောင်းတစ်ခုလုံးမှာလူပေါင်း1500ရှိတဲ့ထဲကလူပေါင်း3000ကျော်ဟာကျင့်စဉ်အဆင့်တွေကိုရရှိထားကြတယ်။ကွင်းထဲကလူတိုင်းရဲ့မျက်နှာအမူအရာတွေပြောင်းလဲနေတာကိုကြည့်ပြီးမင်းအနေငယ်စိတ်မကောင်းဖြစ်မိတယ်။မင်းရဲ့ဇွဲလုံလာကြောင့်အခုလိုအစွမ်းအထက်ဆုံးလို့ဖြစ်လာလိမ့်မယ်လို့မထင်ထားခဲ့ဘူး။အဲ့ဒီအချိန်မှာပဲစီရင်ကောက်ယူနေတဲ့ဆရာကရုတ်တရက်အော်ပြောလိုက်တယ်။ရန်ယူဆရာမကမဟာအောင်မြင်ခြင်းအဆင့်တွေခဏချင်းမှာပဲလူတိုင်းရဲ့အကြီးတွေကလွှဲပါတဲ့အမျိုးသမီးတယောက်စီကိုရောက်သွားကြတယ်။နောက်ဆုံးမှာတော့ရန်ယူကိုကျောင်းအုပ်ကြီးကစင်ပေါ်မှာစကားပြောဖို့ဖိတ်ခေါ်လိုက်တယ်။အခုဂိမ်းကလက်တွေ့ဖြစ်လာပြီးဂိမ်းဆောက်ဖူးတဲ့လူတွေကကျင့်စဉ်အဆင့်တွေကိုရရှိကြလိမ့်မယ်။ဒါပေမဲ့အင်အားတွေကိုတုံးပြီးပြင်းမှုမကျူးလွန်ကြဖို့ငါတတိပေးခြင်းနဲ့တာမန်လူတွေကိုမနှိမ့်ဆက်ကြပါနဲ့ပြီးတော့ကိုအစွမ်းထက်ဆုံးလို့လည်းမထင်လိုက်ပါနဲ့ဘာလို့လဲဆိုတော့မင်းတို့ထက်ပိုပြီးတာမာတဲ့လူတွေရှိနေသေးလို့ပဲလို့ပြောလိုက်တယ်ဒီလိုပြောလိုက်တဲ့အခါရန်ယူရဲ့ဦးနောက်ထဲမှာလွန်ခဲ့တဲ့9နှစ်ကအမှတ်တရတစ်ခုပေါ်လာတယ်သူပထမဆုံးအချိန်ဒီဂိမ်းကိုကစားတော့ကစိတ်ကောင်းရှိတဲ့ကစားသမားတစ်ယောက်နဲ့ဆောင်ခဲ့ပါတယ်သူကနေတိုင်းဂိမ်းထဲမှာလိုက်ကူညီပေးပြီးပစ္စည်းတွေလည်းအများကြီးပေးခဲ့တယ်လို့ဘီလူတွေကိုလည်းအတူတူတိုက်ခိုက်ပေးခဲ့ပါတယ်သူတို့နှစ်ယောက်ဟာလက်တွဲဖော်တွေဖြစ်လာခဲ့ပြီးအချင်းတို့အတွင်းမှာပဲသူဟာမဟာပြီးပြေဆုံးခြင်းအဆင့်ကိုရောက်ရှိသွားခဲ့ပါတယ်ဒါပေမဲ့အဲ့ဒီအချိန်ကသူ့ရဲ့ဆရာဒါမှမဟုတ်လက်တွဲဖော်ဖြစ်ခဲ့တဲ့သူကအခုဘယ်အဆင့်ကိုရောက်နေပြီလဲဆိုတာသူမသိပါဘူးဂိမ်းထဲကနေသူမထွက်ခင်မှာအဲ့ဒီလူဟာနတ်ဖျားအဆင့်မှာရှိနေခဲ့တာကိုပဲမမိပါတော့တယ်သူအဲ့ဒီစကားကိုပြောလိုက်တဲ့အချိန်မှာပဲကောင်းကင်ယံကနေအတန်တန်ဟင်းထွက်လာပါတယ်ကျင့်ကြံခြင်းဆွမ်းသွားတယ်အမှန်တကယ်ပြောင်းလဲမှုပြီးဆုံးသွားပါပြီကဘာမြေရဲ့ area စတင်ပြောင်းလဲပါပြီကဘာမြေမျက်နှာပြင်အကျယ်ဝန်းဟာဆဲစားတိုးလာပါလိမ့်မယ်ကျင့်ကြံခြင်းရွှေစရင်ကိုမကြခင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်အဆင့်ထက်မှချက်ထဲကထိတန်းပုဂ္ဂိုလ်တွေဟာဆူလာပြူရရှိပါလိမ့်မယ်နောက်ထပ်3ရက်အကြာမှာအဲ့ဒီစရင်ကိုထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်ရုတ်တရက်အမီးပင်တစ်ခုလုံးတုံခါသွားပါတယ်ကွင်းပင်ထဲကတာမန်လူတွေဟာတယောက်ပြီးတယောက်မတက်မရနိုင်ပဲမြေပင်ပေါ်လဲကျခွင့်ကြပါတယ်တင်ဟာမျိုးလုံးကိုမိပြီးစိတ်အာရုံနဲ့ကဘာကြီးတစ်ခုလုံးကိုကြည့်ရှုလိုက်ပါတယ်အမြင့်ဆုံးအဆင့်ကိုရောက်ရှိနေတဲ့တင်းရဲ့စိတ်အာရုံဟာစကြဝဠာရဲ့အပြင်ဘက်အထိတောင်ရောက်ရှိနိုင်ပါတယ်ကဘာကြီးရဲ့အကျယ်ဝန်းဟာဆဲစားတိုးလာတာကိုတင်တွေ့ရှိလိုက်ရပါတယ်တရုတ်နိုင်ငံရဲ့နယ်မြေထဲမှာလည်းမတိတည်တဲ့နယ်မြေအသစ်တွေထောင်ထဲချီပြီးပေါ်လာပါတယ်ပင်လယ်တွေတစ်တောတွေနဲ့တဲကန်တရတွေပေါ်ထွက်လာပါတယ်အဲ့ဒီနေရာတွေမှာလူသူမရှိတယ်လို့တက်ရှိတွေတောင်မရှိပဲရုပ်ပြက်ကြီးပေါ်လာတာဖြစ်ပါတယ်ဒါပေမဲ့ဒါဟာတင်းအမကောင်းတဲ့နမိတစ်ခုလို့ခန်းစားရစေပါတယ်အကယ်၍ဂိမ်းထဲကအရာတွေအပြင်မှာတကယ်ထွက်လာမယ်ဆိုရင်ဂိမ်းထဲကဘီလူတွေနဲ့ဇက်ကောင်တွေလည်းအပြင်ကိုရောက်လာနိုင်ပါတယ်အဲ့ဒီအချိန်မှာပဲကောင်းကင်ယံကနေရဟယံပန်းကထန်တီကြားလိုက်ရပါတယ်အောင်လုံးကမော့ကြည့်လိုက်တဲ့အခါစစ်သုံးရဟယံတစီဟာသူတို့ခေါင်းပေါ်မှာဝဲနေတာကိုတွေ့ရပါတယ်ရဟယံပေါ်ကနေအသက်30ဝန်းကျင်ရှိတဲ့စေဝတ်ဆောင်ဝဲအမျိုးသားတယောက်ဆင်းလာပါတယ်ကျွန်တော်ကလောက်ဝေဖြစ်ပါတယ်ကျင့်ကြံသူစီမံခန့်ခွဲရေးဌာနရဲ့အဖွဲ့ဝင်တူဖြစ်တယ်လို့ပုံမှုတူလည်းဖြစ်ပါတယ်သူ့ရဲ့မိတ်ဆက်မှုကိုကြားတဲ့အခါကျောင်းသားတွေနဲ့ဆရာတွေအားလုံးအားအသင့်သွားကြပါတယ်ဒီနေရာမှာကျင့်ကြံခြင်းအဆင့်အမြင့်ဆုံးကဘာတူလဲလို့လောက်ဝေကမြင်မြန်ပါတယ်ကျွန်မကမဟာပြီးပြည့်စုံခြင်းအဆင့်ပါလို့ရန်ယူကရှေ့ထွက်ပြီးပြောလိုက်ပါတယ်အဲ့ဒီစစ်သားဟာလည်းကျင့်ကြံသူတယောက်ဖြစ်ပေမဲ့သူ့ထက်အဆင့်နဲ့ရွှေမျိုးတွေအဆင့်မှာပဲရှိသေးတာကိုရန်ယူတိလိုက်ပါတယ်ဒါကိုကြားတဲ့အခါလောက်ဝေဟာအတော်လေးအားအသင့်သွားပြီးချက်ချင်းပဲဥညွှန်အလေးပြုပါတယ်
အင်အားကြီးတဲ့မဟာပြည့်ပြည့်စုံချင်းအဆင့်ရှိသူကိုနှုတ်ဆက်ပါတယ်လို့သူကပြောပါတယ် အရင်တော့ဆိုရင်သူအခုလိုဦးညွတ်မှာမဟုတ်ပေမဲ့အခုကကျင်းကြံသူတွေရဲ့ခေတ်ဖြစ်နေပါပြီမဟာပြည့်ပြည့်စုံချင်းအဆင့်ရှိသူဟာလက်ညှိုးတစ်ချောင်းထဲနဲ့တင်သူ့ကိုတတ်ပြနိုင်ပါတယ်အခုလိုမလုပ်ပါနဲ့ကျမတို့အားလုံးကလူမျိုးသူတွေပဲလေနောက်ပြီးရှင်တို့ကနိုင်ငံအတွက်အများကြီးအကျိုးပြုနေတဲ့သူတွေပဲလို့ရန်ယူကပြောရင်သူမရဲ့ဆွမ်းအားနဲ့လော့ဝေကိုခြူပေးလိုက်ပါတယ်ဒါဆိုရင်ကျွန်တော်ကမရလို့ပဲခေါ်ပါရစေကျွန်တော်တို့ရဲ့ကျင်းကြံသူစီမံခန့်ခွဲရေးဌာနကိုဝင်ရောက်ပြီးလူမှုပတ်ဝန်းကျင်တည်ငြိမ်အေးချမ်းအောင်ကူညီပေးဖို့ဆန္ဒရှိပါသလားလို့သူကမေးပါတယ်ကျမသဘောတူပါတယ်နိုင်ငံအတွက်တာဝန်ထမ်းဆောင်ရတာကျမအတွက်ဂုဏ်ယူစရာပါလို့ရန်ယူကကောင်းမြင်လိုက်ပါတယ်ဒါဆိုရင်အရင်ကောင်းတာပေါ့အသေးစိတ်ကိုတိပန့်ဆွေးနေကြရအောင်လို့လော့ဝေကဖိတ်ခေါ်လိုက်ပါတယ်သူတို့နှစ်ယောက်တွင်းပြင်ကနေထွက်ထားတဲ့အခါတင်ဟာဆက်ရယုံကိုသုံးပြီးသူတို့စကားပြောနေတာကိုလိုက်ကြည့်နေပါတယ်မယန်ကျွန်တော်တို့ကကျောင်းတိုင်းမှာကျင်းကြံချင်းအတန်းနဲ့ထွန်းနေပြီးကျင်းကြံတွေကိုဆရာအဖြစ်ခန့်ထားဖို့စီစဉ်နေပါတယ်မယန်ကကျောင်းမှာဆရာမတစ်ယောက်ဖြစ်နေတာဆိုတော့ဒီတိုင်းရတာဝန်ခံဆရာမလုပ်ပေးဖို့ဆန္ဒရှိမလားလို့မေးပါတယ်ရပါတယ်လို့ရန်ယူကလက်ခံလိုက်ပါတယ်မယန်ရဲ့အခြေအနေကိုကျွန်တော်ထက်ကိုအတိအကျတင်ပြပါမယ်မယန်ကမဟာပြည့်ပြည့်စုံချင်းအဆင့်ဆိုတော့ဂိမ်းကျောင်းကိုလည်းအများကြီးသိမှာပေါ့လို့လော့ဝေကဆိုပါတယ်ကျွန်မကစားတာအချင်းတိမကြသေးပေမဲ့အတော်တန်တော့သိပါတယ်ဒီဂိမ်းထက်ကဂိုင်းတွေကစက်ကောင်ဂိုင်းတွေဖြစ်ပါတယ်အကယ်၍အိမ်မှာတကယ်ပေါ်လာမယ်ဆိုရင်အဲ့ဒီစက်ကောင်တွေနဲ့ဂိုင်းတွေအလုံးပါလာနိုင်ပါတယ်အဲ့ဒီထဲမှာအင်အားကြီးဆုံးကတော့ချင်းယုံဂိုင်းဖြစ်ပါတယ်အဲ့ဒီဂိုင်းရဲ့အရှင်တခင်ဟာနတ်ဖျားအဆင့်မှာရှိပြီးဂိုင်းကလူကြီးတွေဟာလည်းနတ်ဖျားအဆင့်တွေပဲဖြစ်ကြပါတယ်လို့ရန်ယူကရှင်းပြပါတယ်ဒါကိုကြားတဲ့အခါလော့ဝေဟာအားတင်သွားပါတယ်အကယ်၍အဲ့ဒီစက်ကောင်တွေကဘာဘိုကိုရောက်လာရင်ဘလောက်တောင်ကြောက်ဖို့ကောင်းမလဲဆိုတာသူတွေးကြည့်လိုက်ပါတယ်အဆင့်မြင့်နတ်ဖျားတယောက်ဟာစိတ်အာရုံတစ်ချက်တည်းနဲ့တင်နိုင်ငံတစ်ခုဒါမှမဟုတ်ကြော်တစ်ခုကိုဖျက်ဆီးပြနိုင်စွမ်းရှိပါတယ်အကယ်၍သူတို့ကိုမထိန်ချုံနိုင်ဘူးဆိုရင်နိုင်ငံအတွက်တော့ကပ်ပြီးတစ်ခုပါပဲဒါပေမဲ့စိတ်မပူပါနဲ့ချင်းယုံဂိုင်းကဂိမ်းထွေးမှာတော့တရားတော်ဂိုင်းတစ်ခုဖြစ်တာကြောင့်အပြစ်မဲ့သူတွေကိုဒုက္ခပေးမှာမဟုတ်ပါဘူးတကယ်ကြောက်ရမှာကမိစ္ဆာဂိုင်းဒီပါလို့ရန်ယူကဆက်ပြောပါတယ်သူတို့ကလူသားတွေကိုအစာဖြတ်တက်လို့လူတွေရဲ့ဝိညာဉ်ကိုထုတ်ယူပြီးကျင့်ကြံတတ်ကြတယ်အဲ့ဒီလူတွေကမှတကယ်အန်တရယ်တွေဖြစ်ပါတယ်ဒါကိုကျွန်တော်သိပါပြီကျွန်တော်အချက်ကိုအမှန်အတိုင်းတင်ပြပါမယ်အကယ်၍အဲ့ဒီဂိုင်းတွေဒါတရုတ်နိုင်ငံမှာတကယ်ပေါ်လာရင်တော့ကျွန်တော်တို့အထက်စင်ခေါ်မှုတစ်ခုဖြစ်လာပါလိမ့်မယ်လို့လော်ဝီကဆိုပါတယ်ဒါကတကယ်ကိုကပ်ပြီးစိုးကြည့်ပါပဲဒါနဲ့ရမ်မလီဂိမ်းထဲမှာမင်းထက်အားကြီးတဲ့တခြားပညာရှင်တွေရှိသေးလားဆိုတာသိလားဥပမာမင်းထက်သားတဲ့သူမျိုးပေါ့ကျမထက်အားကြီးတဲ့သူတွေကအများကြီးပါပဲကျမဆော်လုံးကဆိုအဆင့်50ဆိုင်ထဲတောင်မဝင်နိုင်ခဲ့ဘူးအဲ့ဒီလူတွေကအဆင့်ကျော်လွန်ပြီးသားသူတွေကြီးပါပဲအထူးသဖြင့်အဲ့ဒီကောင်ကကျမကိုဂိမ်းတင်ပေးတဲ့ဆရာဆိုရောင်းထန်ကျွန်းလို့ခေါ်တယ်အဲ့ဒီကောင်ကသူကနဖျားအဆင့်ကိုရောက်နေပြီသူသာဆက်ဆော့နေမယ်ဆိုရင်အခုဆိုသူတော်စင်အဆင့်ဒါမှမဟုတ်အဲ့ဒီထက်ကောင်မြင့်နေတော့ပြီအဝေးကနေခိုးနှောက်ထောင်နေတဲ့မင်းကတော့အလွန်ရင်းနှီးတဲ့ရှောင်းရောင်ထန်းကျွန်းဆိုတဲ့နာမည်ကိုကြားလိုက်ရလို့တုံ့လွတ်သွားခဲ့တယ်မင်းရဲ့ဂိမ်းနာမည်ကလည်းရှောင်းရောင်ထန်းကျွန်းမဟုတ်လားဒါပေမဲ့မင်းတင်ပြီးခဲ့တဲ့တပည့်တွေကအရန်များလွန်းတော့အဲ့ဒါဘာလို့လဲဆိုတာချက်ချင်းမှတ်မိနိုင်ခဲ့ဘူးဒီဆရာကရန်မားလေးအတွက်အရန်အရေးကြီးပုံရတယ်လို့လောက်ဘေးကပြုံးတီးပြောလိုက်တယ်ဟုတ်ပါတယ်လို့ရန်ကြီးကခေါင်းညှိပြီးပြန်ပြေးခဲ့တယ်ငါတို့ဒီရှောင်းရောင်ထန်းကျွန်းဆိုတဲ့လူကိုပို့ပြီးတတိထားကြည့်ပေးပါမယ်ဒါနဲ့ရန်မားလေးရဲ့ဂိမ်းနာမည်ကဘာလဲလူဖတ်ချတဲ့နည်းနဲ့ငါတို့ကအပြင်မှာဂိမ်းနာမည်နဲ့ပဲဆက်သွယ်ကြတာကျမရဲ့ဂိမ်းနာမည်ကရေနဲ့တမီပါအဲ့ဒီစကားကိုကြားလိုက်ရတော့မင်းတကူလုံးကြောင်အားသွားခဲ့တယ်ဂိမ်းမက်ကကံမကောင်းတဲ့တပီမလေးကမင်းရဲ့ဆရာမချင်းနေလိမ့်မယ်လို့မထင်ထားမိဘူးဒါပေမဲ့အခြေအနေကအရန်အနီးခဲလွန်းလို့မင်းကတော့လူချင်းတယောက်လို့ဖို့အစီအစဉ်မရှိဘူးရေနဲ့တမီဆိုတာနာမည်ကောင်းလေးပဲအခုတော့ဒီလောက်ပါပဲဒီကအခြေအနေတွေကိုပြန်ပြီးအစီရင်ခံရအောင်မယ်အဲ့ဒီနောက်မှာလော်ဝီကရဟရက်နဲ့ထွက်ခွာသွားခဲ့တယ်မင်းနဲ့လောက်တောင်းနဲ့အဆောင်ကိုပြန်လိုက်ကြတယ်အဲ့ဒီအချိန်မှာပဲကောင်းကင်ရံကနေဟင်းထွက်လာတဲ့အထန်ကြီးတစ်ခုထွက်ပေါ်လာခဲ့တယ်ကျင်းစင်အစိမ်ချွေးရောက်စီရင်ပွင့်လာပြီးမို့လူတိုင်းကမော့ကြည့်လိုက်ကြတယ်အစကကြီးလင်းကြီးကကောင်းကင်ကြီးကရုတ်တရက်မဲမောင်လာခဲ့တယ်အဲ့ဒီနောက်မှာရွှေရောက်အလင်းတိုင်းတွေထွက်နေတဲ့လိစာကကြီးတစ်ခုကောင်းကင်မှာပေါ်လာတယ်အဲ့ဒီလိစာကမှာကြောက်မက်ဖွယ်ကောင်းတဲ့စွမ်းရည်တွေရှိနေတာကိုမင်းခင်စားမိလိုက်တယ်ဒါကအနည်းဆုံးတော့ထိတန်းအဆင့်ရနာတစ်ခုပဲ9စက္ကန့်10စက္ကန့်လောက်ကြာအောင်လွှဲမြောင်းနေပြီးနောက်မှာလိစာကဖြည်းဖြည်းချင်းပွင့်လာပြီးမဲ့အထဲမှာဘာမှရှိမနေဘူးဟင်းထွက်နေတဲ့အတန်းကြီးကထပ်ပြီးထွက်ပေါ်လာခဲ့တယ်ကျင်းစင်အဆင့်ရွှေရောင်စရင်ပွင့်ပြီးဖြစ်လို့အဆင့်အမြင့်ဆုံးကျင့်ကြံသူတရားကိုဖော်ပြပေးပါမယ်အဆင့်မြင့်လေဆိုလာတွေကပူပြီးများလေပါပဲအဆင့်တရားကမူလာဦးနီကဟင်းရွက်စိမ်းစားရတာကြိုက်တယ်ဆိုသူဖြစ်ပြီးနသားတန်တဲ့အဆင့်မို့နသားတန်တဲ့စီမလုံးစုချပါတယ်အဆင့်တရားကမှနသားတန်တဲ့အဆင့်ပဲရှိသေးတာလားဒါကအရင်ညံ့လွန်တာပဲမင်းကတော့ရွှေရောင်စရင်ကိုကြည့်ပြီးတိတ်တော့မအောင်မိပါဘူးဘာလို့လဲဆိုတော့ဒီဂိမ်းကတစ်နှစ်ပဲလူဆိုင်များခဲ့တာတစ်နှစ်လောက်ဆိုရင်အများဆုံးအဆင့်ကျော်လွန်တဲ့အထိပဲရောက်နိုင်တယ်ဂိမ်းမဆော့ပဲနေရင်လည်းတိုက်ခိုက်မှုတွေနဲ့မိစ္ဆာတွေရဲ့ကျူးကျော်မှုကြောင့်ကျင့်စဉ်အဆင့်တွေလျော့ကျသွားတတ်တယ်ဒါကြောင့်လူများစုရဲ့ကျင့်စဉ်အဆင့်တွေပျောက်ဆုံးကုန်ကြတာ10နှစ်မြောက်တဲ့အထိတဂိမ်းလုံးမှာမင်းတယောက်တည်းပဲဆော့နေခဲ့တာဒါပေမဲ့ဒီစီးလုံးတွေကိုမင်းကကျူးမဆိုင်ပါဘူးမင်းရဲ့အိတ်ထဲမှာအလုံးပေါင်း990လုံးရှိနေတာဒီဒါကမင်းရနိုင်တဲ့အကန့်အသတ်မဟုတ်ပဲဂိမ်းရဲ့အကန့်အသတ်ဖြစ်တယ်နှစ်နိုင်ခွဲလောက်ကြာပြီးနောက်မှာရွှေရောင်စရင်ကအဆင့်60အထိရောက်လာခဲ့ပြီအဆင့်60ကရေနက်သမီးဖြစ်ပြီးမဟာယာနအစောပိုင်းအဆင့်မို့နတ်ဆေး9လုံးစုချပါတယ်ရွှေရောင်စရင်ပေါ်လာတာနဲ့အမျှလူတိုင်းအံ့ဩသွားကြတယ်အဆင့်60ကတော့မဟာယာနအဆင့်ဖြစ်နေပြီလားဒါကတကယ်ကိုအံ့ဩစရာပဲရန်ရွေကလည်းမိမိကိုအဆင့်60မှာပဲရှိနေတာကိုမြင်တော့အံ့ဩသွားခဲ့တယ်ဒီထက်မြင့်တဲ့သူတွေကတော့အဆင့်ကျော်လွန်ပြီးသားသူတွေစမားပဲလို့သူမတွေးမိတယ်စင်းကျင်ကြပြီးမကြားခင်မှာပဲရန်ရွေစီဖုန်းတကောဝင်လာတယ်ဖုန်းကနားထောင်တာကမကောင်းပြီမဲ့မင်းကတော့နတ်အာယုံကိုတုံးပြီးနားထောင်လိုက်တယ်အဲ့ဒါကလော့ဝေကရန်ရွေစီဖုန်းဆက်တာဖြစ်ပြီးသူမကိုငကားဌာနရဲ့ချင်းတူးဌာနခွဲကိုလာဖို့ဖိတ်ခေါ်လာပါအရေးကြီးတဲ့ကိစ္စတွေပြောစရာရှိတယ်အဲ့ဒီနောက်မှာရန်ရွေကကွန်းထဲကနေထွက်သွားခဲ့ပြီးမင်းရဲ့နတ်အာယုံကသူမနောက်ကိုလိုက်နေခဲ့တယ်ဒီငကားဌာနဆိုတာဘာလဲဆိုတာကိုမင်းသိချင်နေတာလေမကြခင်မှာပဲရန်ရွေကတောင်နှက်ထဲမှာရှိတဲ့ရှုဝတ်စခန်းတစ်ခုကိုရောက်သွားခဲ့တယ်လော့ဝေကသူမကိုအစည်းအဝေးခန်းတစ်ခုစီခေါ်သွားခဲ့တယ်စစ်ဝတ်ဆောင်ဝတ်ထားတဲ့လူ9ယောက်10ယောက်လောက်ကအဲ့ဒီမှာစောင့်နေကြတယ်သူတို့ကရန်ရွေးကိုကျင်းကြံသူများစီမံခန့်ခွဲရေးဌာနချင်းတူးဌာနခွဲရဲ့ဒုတိယဌာနမှုအဖြစ်ခန့်အပ်ချင်နေကြတာရန်ရွေးကငင်းပယ်ခြင်းမရှိခဲ့ဘူးသူမကတိုင်းပြည်ကိုချစ်တဲ့သူတယောက်အနေနဲ့ဒီလိုဆွမ်းအားတွေရှိလာပြီဆိုရင်တာဝန်တစ်ခုကိုထမ်းဆောင်တဲ့တယ်လို့ယူဆခဲ့တယ်ဟာတကယ်ကိုမိုက်လာချီလားမဟာလူသားကြီးပဲမင်းကနတ်အာယုံကိုပြန်ရုပ်သိမ်းလိုက်ပြီးခေါင်းကင်ကရွှေရောင်စရင်ကိုမော့ကြည့်လိုက်တယ်အဲ့ဒီမှာမြင်လိုက်ရတဲ့အရာကမင်းကိုအနှဲငယ်အံ့ဩထားစေခဲ့တယ်